ငါဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက် virus မပြန့်ပွားခင်3ရက်အလိုက green နောက်ဘေးမဲ့တော့စိုက်ပျိုးရေးခြံကိုငါပြန်လာခဲ့တယ်။အဲ့ဒီတုန်းကပစ္စည်းရောင်းဆိုင်ကငါအတန်းဖော်ဟောင်းတယောက်ကငါ့ကိုလှောင်ခဲ့သေးတယ်။ကောလိပ်ပွဲရပြီးမှလယ်သမားလာလောက်တာလားတဲ့။သူကတော့ဒါကိုအရှက်ရစရာလို့ထင်ခဲ့တာဒါပေမဲ့ဘသူကသိမှလဲ။နာရီပေါင်း82နာရီကြာပြီးတဲ့နောက်မှာလူတိုင်းထင်သေးခဲ့တဲ့ဒီပျက်စီးနေတဲ့ခြံကြီးကမိုင်းပေါင်းများစွာအတွင်းမှာတခုတည်းသောဘေးကင်းရာနေရာဖြစ်လာလိမ့်မယ်လို့ဘသူသိမှလဲ။ပို့ပြီးတော့မထင်မှတ်ထားမိတာကသူကိုယ်တိုင်ငါခြံတကားဝမှာဒူးထောက်ပြီးခိုလုံခွင့်တောင်းခံလာရလိမ့်မယ်ဆိုတာပါပဲ။ပြီးတော့အာသာဝါဇာကငါအတွက်ခြံထားပေးခဲ့တဲ့အဖိုးရဲ့ရေသိမ်းကိရိယာကြီးကကဘာပြက်ကက်ကြီးထဲမှာအားကိုးရဆုံးလက်နက်တစ်ခုဖြစ်လာလိမ့်မယ်။အဲ့ဒါဇွန်လအစောပိုင်းတုန်းကပေါ့။ငါရဲ့ခီးဆောင်အိတ်ကိုဆွဲပြီး Blue Mountain မြို့ရဲ့ဘတ်စကားဂိတ်မှာငါရက်နေခဲ့တယ်။ငါဖုန်းထဲမှာတော့ဝန်ထမ်းရေးဌာနကပို့ထားတဲ့နောက်ဆုံးစာတို့ပေါ်နေတယ်။အလုတ်ထုတ်နေတာကြီးငွေလွှဲပေးပြီးပါပြီ။ငါအလုတ်လက်မဲ့ဖြစ်သွားပြီ။ဒါက Market ရင်ဆိုင်နေရတဲ့လက်တွေ့ဘဝပဲခြံကမြို့ရဲ့အနောက်ဘက်ခြံဝန်းထဲမှာရှိတယ်။အကွေ့ကောက်များတဲ့မြေနီလန်းအတိုင်း8ကီလိုမီတာလောက်သွားရတဲ့ခရီးပါ။ဒီလိုဝေးလံခေါင်တည်တဲ့နေရာမျိုးကိုဘယ်တက္ကစီမှမသွားချင်ကြဘူး။ဒါကြောင့်ရွာသားတယောက်ရဲ့သုံးမီးဆိုင်ကယ်ကိုခါရမ်းနေတဲ့လမ်းအတိုင်းစီးခဲ့ရတယ်။ဖုန်တွေကနေရာအနှံ့ပြန်တက်နေလို့နှာခေါင်းနဲ့ပါးစပ်ကိုပိတ်ထားခဲ့ရတယ်။ငါရင်ထဲကခါးသီးမှုကလမ်းပေါ်ကဖုံမုံတွေထက်တောင်ပိုပြီးဆိုးဝါးနေခဲ့ပါတယ်။အာသာလွန်ခဲ့တဲ့3လကပဲကွယ်လွန်သွားခဲ့တယ်။သူကငါအတွက်ဒီဧက30ကျယ်တဲ့ခြံကြီးကိုခြံထားခဲ့တာ။သူကစာတဆောင်လဲခြံခဲ့သေးတယ်။မြို့ပြမှာအစင်မပြေရင်ပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကငါကနီးပညာကုမ္ပဏီတစ်ခုမှာထုတ်ကုန်မန်နေဂျာ product manager အဖြစ်လုပ်နေခဲ့တာ။တလားကို15သူမြရတယ်။ငါအနာဂတ်ကတောက်ပနေပြီလို့ထင်ခဲ့တာ။ဒါပေမဲ့ကုမ္ပဏီကရုတ်တရက်ကြီးပြိုလဲသွားခဲ့တယ်။ဌာနတစ်ခုလုံးအလုပ်ဖြုတ်ခံလိုက်ရတယ်